ရှိတဲ့ရှမ်း United အစီအစဉ်အားတဦးချင်းရွှေတစိမ်းချင်းမြင့်သွားမှာဖြစ်ပါတယ်ရှင်။ချင်းမြင့်ပေးနိုင်ပါရဲ့အာရှဘောလုံးအဖွဲ့ချုပ်အကြီးအကဲဒုတိယဥက္ကဋ္ဌမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောအားလေးစားစွာနဲ့ပန်ကြားပြစီရှင်။ပထမရရှိတဲ့ရှမ်း United FC အသင်းမှတဦးချင်းရွှေတစိမ်းစုများလက်ခံပေးပါဦးရှင်။ရှမ်း United FC နဲ့အားရွှေစိတ်စုများပေးရခြင်းနဲ့ပေးပါတော့အာရှဘောလုံးအဖွဲ့ချုပ်အကြီးအကဲဒုတိယဥက္ကဋ္ဌမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောအားကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးတော့မြန်မာ National League 2024-2025ဘောလုံးပြိုင်ပွဲမှာပထမဆုရရှိတဲ့ရှမ်း United FC အသင်းအားဆုကြေးငွေကျပ်3,900ချီးမြှင့်သွားမှာဖြစ်ပါတယ်ရှင်။ရှင်ရပေးနိုင်ပါရဲ့ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတန်းဦးလွင်အားလေးစားစွာနဲ့ပန်ကြားပြစီရှင်။ရှမ်း United အစီအစဉ်အတွက်ချီးမြှင့်ငွေစုကြေးငွေကျပ်3,900ဖြစ်ပါရှင်။
ကြီးချုပ်ဦးတောင်းလွင်အားကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အဲ့တော့ဒီများရှင်အခုဆက်လက်ပြီးအစီအစဉ်ကတော့မြန်မာ National League 2024-2025ဘောလုံးပြိုင်ပွဲမှာတရားဒီလုံးရှုံးပွဲမရှိဘူးဆွဲခဲ့တဲ့ Shan United FC အသင်းအား undefeated champion ဆုလာအားထပ်ဆောင်ချီးမြှင့်သွားမှာဖြစ်ပါတယ်ရှင်။ undefeated champion ဆုလာအားထပ်ဆောင်ချီးမြှင့်ပေးနိုင်ပါရန်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နာယကကြီးဦးအောင်ကိုဝင်းအားလေးစားစွာနဲ့ပန်ကြားပါစီရှင်။ undefeated champion ဆုလာအားလက်ခံပေးနိုင်ပါရန် Shan United ဒုတိယဥက္ကဋ္ဌဦးထိတ်ခွန်နောင်မြင့်ဝေနဲ့အသင်း CEO ဦးရဲမျိုးထွန်းတို့မှလက်ခံပေးဖို့ပန်ကြားအပ်ပါတယ်ရှင်။ Congratulations ပါရှင်။ undefeated champion ဆုလာအားချီးမြှင့်ပေးပါတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နာယကကြီးဦးအောင်ကိုဝင်းအားကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အခုအစီအစဉ်ကတော့မြန်မာ National League 2024-2025ဘောလုံးပြိုင်ပွဲမှာပထမရရှိတဲ့ Shan United FC အသင်းအား Champion ဆုလာချီးမြှင့်ခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ရှင်။ Champion ဆုလာချီးမြှင့်ပေးနိုင်ပါရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်အောင်အားလေးစားစွာနဲ့ပန်ကြားပါစီရှင်။